story တွေတစ်ခုပြီးတစ်ခု reels တွေတစ်ပုတ်ပြီးတစ်ပုတ်ကြည့်ပြီးသွားတိုင်းမှာကျွန်တော်တို့ရဲ့အခြေအနေဟာကုံဆုံးသွားမှမသိကုံဆုံးသွားပါတယ်ဒါကြောင့်လည်းကျွန်တော်တို့တွေဟာအသုံးပြုသူ user တွေမဟုတ်တော့ဘဲနဲ့အယောင်ချခံ product တွေဖြစ်လာပါတော့ကျွန်တော်နာမည်မင်းအောင်ဆိုပါ filmmaker နဲ့ digital creator တယောက်ဖြစ်ပါတယ်ကျွန်တော်တင်ဆက်မဲ့ The Survivor of the Feet ဆိုတဲ့ဒီ podcast series လေးမှာယနေ့က digital လောကရဲ့အနောက်ကိုရဲ့အကြောင်းအရာတွေအစိတ်တောက်ဖြစ်စေတဲ့ trends တွေ social media ကြောင့်ဖြစ်တဲ့ကျန်းမာရေး issues တွေလူကြီးတွေ internet ကိုဘယ်လိုချင်းကပ်အသုံးပြုသင့်တယ်ဆိုတာတွေအပြင်လူသိများရင်ပြီးတော့ဘယ်အရာမှမကြီးမဆိုင်တတ်တဲ့ influencers တွေအကြောင်းပြောပြပေးမှာပါepisode တိုင်းဟာ digital လောကရဲ့ထင်ဟပ်မှုတွေစိန်ခေါ်မှုတွေကိုအားလုံးရဲ့ကိုစားအမှန်တိုင်းဝန်ခံသွားမှာပါအဆုံးမတတ်နိုင်တဲ့ဒီ swipe တွေ scroll တွေကမိမိရဲ့စိတ်ကိုထိုင်မိုင်းစေတယ်ညှစ်ထွေးစေတယ်လို့ခံစားနေရပြီဆိုရင်ဒီ podcast series လေးက wake up call ဖြစ်မှာပါဒီဗီဒီယိုလေးကတော့The Survivor of the Feet ဆိုတဲ့ pocket series ကိုမိတ်ဆက်ပေးတာဖြစ်ပါတယ် Digital Chaos ခေတ်ကြီးမှာအဓိပ္ပာယ်ရှိတဲ့ content တွေကိုဖန်တီးဖို့ကြိုးစားနေပါတယ်ကြည့်ရတဲ့ကျေးဇူးများတင်ပါတယ် See you guys Take care